Good evening, everyone. My name is Na. Right now, I'm just sharing basic English speaking. Today, I would like to share how to speak English about passive voice. The nigga the passive voice passive voice passive voice pattern passive voice ကအရင်နားလည်ဖို့ကိုယ့်ရဲ့ ESK ကျွမ်းတက်ချင်းတဲ့တက်ချင်းရင်ဒီ passive voice pattern ကိုနားလည်ဖို့အရင်ရေးကြည့်ပါတယ်နားလည်ထားမှရပါတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီ passive voice ကို English အစစ်တွေကအရင်တောင်းပါတယ်အရင်ပြောပါတယ် English စစ်တွေဆို Great Britain ရှိမယ်ဒီ America ရှိမယ် Canada ရှိမယ် Aussie ရှိမယ်အဲ့ဒီနိုင်ငံတွေစစ်တွေကအဲ့ဒီ passive voice နဲ့ပဲပြောပါတယ် simple sentence တွေနဲ့မပြောပါဘူးရိုးဝါကြတွေနဲ့ရိုးဝါကြဘယ်လိုခေါ်သေးလဲဆိုတော့ active voice အဲ့လိုလည်းခေါ်တာပေါ့နော်okay အဲ့ဒါဆိုရင်စာလိုက်ကြအောင်ဗျာ okay အဲ့ဒီ passive voice ကိုသိချလေးလာဘူးလဲတိုင်တုံးပါတယ်ပေါ့နော် okay အဲ့ဒါဆိုရင်ဒီ simple sentence ရိုးဝါကြလက်ကြတော့ active voice လက်ကြတော့ဒီဘယ်လိုပြောမလဲဆိုအရင်ပြောကြည့်အောင် I sent parcel I have sent a parcelနောက်ပြီးရဆို I have already sent a parcel okay ဒီ parcel ကိုငါပို့ခဲ့တယ်သူမဟုတ်ငါ parcel ကိုပို့ပြီးပြီအဲ့လိုမျိုးပေါ့နော်အဲ့ဒါဆိုရင်ဒီ passive voice လက်ကြတော့ object ကိုရှေ့မှာတင်ပြီးပြောရတာပါ object ဆိုတာကိုနဲ့စောင်းတဲ့စကားလုံးတွေပေါ့အဲ့ဒါဆိုရင် parcel ဖြစ်သွားတာပေါ့နော် parcel ဆို object အဲ့ဒီဟာကိုဒီရှေ့ကိုတင်ပြီးပြောရမှာတော့ပေါ့နော် okay ပြီးရင်ဆို verb to be တလောင်းပေါင်းရပါတယ်ပြီးရင်ဆိုရင်ဒီ verb မှာလည်းကြတော့ verb 3အမြဲတမ်းတောင်းပါတယ်passive voice မှာလောက်ဝ verb 3ကြီးပါပဲ okay ဒီ verb to be နဲ့ဒီ verb 3ကိုပေါင်းပြီးတော့ object ရှေ့တင်တဲ့ပုံစံမျိုးပြောတာပေါ့နော်အဲ့ဒါဆို parcel ငါပို့ခဲ့တဲ့ဆိုတော့ parcel ငါရဲပို့ချင်းခံခဲ့ရတဲ့အဲ့လိုမျိုးပုံစံပြောရပါတယ် okay အဲ့ဒါဆိုရင်ဒီ object parcel ဆိုတော့ parcel ရှေ့မှာတင်မယ်နော်the parcel was sent by me parcel was sent by me okay the parcel was sent by me okay parcel ငါပို့ခဲ့တဲ့passive voice ဆိုရင်ပြောတာပေါ့နော် passive voice ပြောမယ်ဆိုရင် the parcel was sent by me okay နောက်တစ်ခုကအဲ့ဒီဒီမနက်ဖြန်ပို့ဖို့ဆိုပုံစံမျိုးပြောကြည့်မှာပေါ့နော် Can I get phone number for this order to be sent tomorrow မနက်ဖြန်ပို့ဖို့ဒီငါတို့အဲ့ဒီ order အတွက်ဖုန်းနံပါတ်ရနိုင်မလားဒိဗက်ကတော့ဖုန်းနံပါတ်မရှိသေးလို့ဖုန်းနံပါတ်တောင်းတဲ့ပုံစံပေါ့နော်can we get လဲရပါတယ် we နဲ့ပြောလို့လည်းရပါတယ် I နဲ့ပြောလို့လည်းရပါတယ်can we get a phone number for this order to be sent tomorrow okay sent sent ဆိုတာ verb 2 verb 3ပါ okay အဲ့ဒါဆို to be sent tomorrow ဘာဖြစ်လို့ be ထဲလဲဆိုတော့ passive voice ပေါက်စံနဲ့ပြောနေလို့ပါto send ဆိုပိုရဖြစ်သွားတာပေါ့နော်အဲ့ဒါဆို passive voice နဲ့ဆိုတော့ be ထဲပြရမှာရပါတယ်to be sent tomorrow okay မနေ့ပြန်ပို့ဖို့ရဒီဖုန်းနံပါတ်ရနိုင်မလား okay ဥပမာနောက်တစ်ခုကမေကွန်ပေါက်စံပြောကြည့်အောင်မေကွန်ပေါက်စံ passive voice ပဲပေါ့နော်ဒီ parcel ဘာဖြစ်လို့မပို့သေးတာလဲအဲ့လိုမျိုးပေါ့နော်မပို့ပြီးသေးတာလဲအဲ့လိုမျိုးပြန်မေးတဲ့ပုံစံပေါ့ why hasn't parcel been sent okay been has been ထည့်ရတယ်ပေါ့နော်ပို့ပြီးဆိုတော့မေကွန်ဆိုတော့ hasn't ဆိုတော့ has not ပြောပါတယ်အဲ့ဒါဆိုရင် why hasn't parcel been sent အဲ့လိုမျိုးဘာဖြစ်လို့မပို့သေးတာလဲ okay အဲ့ဒါဆိုရင်ဒီနောက်တစ်ခုပြန်ဖြစ်တဲ့ပုံစံဒီ future passive voice ပေါ့နော် future tense passive voice ပေါ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါဆိုရင် future tense ဆိုတော့ will နော်တောင်းရပါတယ် will ဒီလိမ့်မဲ့ပေါ့ future tense ဆိုတော့ okay အဲ့ဒါဆိုရင် it will be sent tomorrow okay sent d မဟုတ်ပါဘူး sent it will be sent tomorrow မနေ့ပြန်ပို့လိမ့်မဲ့ပေါ့
okay နောက်တစ်ခုကဒီဒီ continuous passivize လက်ရှိ continuous လက်ရှိလုံနေတဲ့လုံနေသည်လုံနေသည်ပေါ့နော်လုံနေတယ်ပေါ့အဲ့လိုမျိုးပေါက်စားပါနော်အဲ့ဒါဆိုရင် SING ပေါ့ရိုးဝကြာမှဆိုရင် verb to be ရဲ့ ING ရဲ့ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါဆိုရင် MSR was where plus ING ပေါ့အဲ့လိုမျိုးပြောတယ်ပေါက်စားပေါ့နော် okay အဲ့ဒါဆိုရင်ထမင်းချန်နေတဲ့ထမင်းချန်နေတဲ့ဆိုရင်ဒီ passivize နဲ့ပြောမှဆိုရင်ဒီတော်တော်များများကတော့အဲ့လိုထင်လိုက်မယ် the rice is cooking ဆိုပြီးအဲ့လိုမျိုးမဟုတ်ပါဘူးအဲ့ဒါဆိုရင်မှားပါတယ်သူက verb to be အမြဲတမ်းထည့်ပေးနေရပါတယ်passivize မှာလည်းကြတော့အဲ့ဒါဆိုရင်ပြောကြည့်အောင် the rice is being cooked by him the rice is being cooked by him okay the rice is being cooked by him cooked မှာ ing တော့ပေါင်းလို့မရတော့ဘူးဘာဖြစ်လို့လဲ being မှာ ing ပေါင်းနေတော့ okay cooked လည်းကြတော့ verb 3ဖြစ်သွားတော့เนาะcake COOKED cooked အဲ့လိုမျိုး verb 3ဖြစ်သွားတော့အဲ့ဒါဆိုရင် the rice is being cooked by him သူခြံနေတယ်ပေါ့အဲ့လိုမျိုးဒီဘသူခြံနေတယ်ဆိုထည့်ပေးခြင်းရှေးမဘိုင်ထည့်ရပါတယ်အဲ့ဒါဆိုသူခြံနေတယ်ပေါ့နော်အဲ့ဒါကျွန်တော်ကတော့ယောက်ျားပေါက်စံမျိုးတောင်းပေးထားပါတယ် HIN him မိန်းမဆိုတော့ HI ဟာဖြစ်လိုက်မှာနော် by ဟာပေါ့ okay ဒါတော့ continuous passivize နောက်တစ်ခုကဒီ continuous passivize ဒါပေမဲ့အများကိုင်း plural နဲ့တောင်းပြထားတာပေါ့နော် okay တောင်းကြည့်ရတော့အများကိုင်းဆိုတော့ AR ဖြစ်သွားတာပေါ့နော် okay အဲ့ဒါဆိုရင် the children are being babysat okay children are being babysat okay children ဆိုအများကိုင်းအဲ့ဒါကြောင့် AR တောင်းထားပါတယ် children are being babysat okay babysat ဆိုတော့ verb နော်နာနေလည်းကြတော့ခလေးတိုင်း set လည်းကြတော့ခလေးတိုင်း noun တွေပါနာမ်တွေပါအဲ့ဒါဆိုရင်တောင်းလို့မရဘူးနော်အဲ့ဒါဆိုရင် babysat ဆိုတော့ verb တကယ်တော့ verb 1ဒါကတော့ verb 3ပါ babysat လည်းကြတော့ဒီ verb 1ကလည်း babysit ပါခလေးတိုင်းပြီပေါ့နော်အဲ့ဒါဆို children are being babysat okay ဘသူထိုင်းတာလဲထက်ချင်းရင် by ဘသူထက်လိုက်ရင်ဝင်တော့ထက်ကြည့်ပေါ့ကိုထက်ကြည့်ပေါ့နော်ကျွန်တော်တော့မပြောပြတော့ okay ပြောပြလိုက်မယ်အဲ့ဒါဆိုရင်ခလေးထိုင်းဆိုတော့ nanny okay အဲ့ဒါဆိုရင် by nanny ခလေးတွေကခလေးထိုင်းနဲ့ခလေးထိုင်းနေတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ okay နောက်တစ်ခုကဘာလဲဆို future passivized နဲ့future tense passivize နဲ့ပြောကြည့်ရမယ်အဲ့ဒါပဲဒါပြောပြမှာပါ okay ခလေးတွေဟိုထိုင်းနေတဲ့ထိုင်းနေလိုက်မဲ့အဲ့လိုမျိုးပေါ့ okay children will be cared for careဆိုတာဒီဂူစိုက်သည်ပေါ့ social သည်ပေါ့နော်အဲ့ဒါဆို for နှလုံးတွဲမှာဒီတလုံးဖြစ်တာပါ care for ပေါ့နော်အဲ့ဒါနောက်တစ်ခုက looked after လူတိုင်းသိတယ်မလား look after ဆိုတာဒီအခုကတော့ verb နဲ့ပြောရမှာဆို ed ပေါင်းပေးရမှာပါ locked မှာအဲ့ဒါဆိုရင် locked အဲ့လိုမျိုးဖြစ်ပါတယ် locked အဲ့လိုမျိုးလေးသားနဲ့ပြောရ locked up for sorry lock after okay အဲ့ဒီနှလုံးမှာတစ်လုံးဖြစ်ပါတယ်နော် okay as a children will be locked after ဘသူထက်ချင်း by mother ဖြစ်ချင်းထက်ချင်းလည်းတက်ပေါ့ by mother by nanny by sister by me ငါထိုင်းနေတယ်ပေါ့အဲ့လိုမျိုးပေါ့ okay နောက်တစ်ခုကchildren will be babysat babysat ဆိုတော့ရှေးမလည်းပေါ့ပြီ okay by ဒါဘသူထိုင်းနေဆိုထက်ချင်းထက်လို့ရသေးတယ်ပေါ့နော်ကိုထက်ကြည့်ပေါ့ okay ဒီနေ့တော့ဒီလောက်ပဲ video နဲ့အရင် share နေပြီ okay thank you for watching see you next video သောင်းဝင်တဲ့ဆိုရင် share ပေးပေါင်းလေးကိုနိုင်သွားဒါဒီ video လေးအကိုတို့အမတို့ညီတို့အကောင်လုံးတွေသောင်းဝင်တဲ့ဆိုရင် share ပေးသွားပါတော့အားလုံးကျေးဇူးပါနောက် video မှာပြန်ဆောင်ပါပေါ့